iconic memes တခုသက်သွင်းခြင်းကျွန်တော်တို့ social media ကိုသုံးလာတဲ့တစ်ချောင်းမှာ memes ပေါင်းများစွာကိုမြင်တွေ့ခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီထဲမှာ iconic အဖြစ်ဆုံးဒီ memes ကိုတော့အားလုံးပဲခဏခဏမြင်မှုကြမယ်လို့ထင်ပါတယ်ဟုတ်ပါရဲ့ family guy နဲ့က Homer ရဲ့ချုံမိုထဲကိုဝင်သွားတဲ့ memes လေးပဲဖြစ်ပါတယ်ဒီ memes ကို editors က2023ခုနှစ်မှာ sneaker အနေနဲ့အသက်သွင်းခဲ့ပါတယ်ဒါပေမဲ့ sneaker design ကရိုးရှင်းလွန်းပြီးတော့ Therman Stan Smith ပုံစံအတိုင်းပဲဖြစ်နေအောင်မလို့ကျွန်တော်ကတော့တိတ်ပြီးတော့ unique ဖြစ်တယ်လို့တော့မခံစားရဘူးဗျဒါပေမဲ့အခု2026မှာတော့ slide အနေနဲ့အသွင်ပြောင်းပြီးတော့ထွက်ရှိလာပါပြီဒီတစ်ခေါက်မှာတော့အရင်တစ်ခေါက်နဲ့လုံးဝမတူဘဲနဲ့ memes ရဲ့ vibe ကိုအပြည့်အဝရရှိမှာပါ design မှာဆိုရင်လည်း memes တဲ့အတိုင်းပဲအစိမ်းအောင် background ကိုသုံးထားပြီးတော့ချုံမုတ်ပုံစံကိုအမဲအောင်တွန်းတွန်းလေးနဲ့ဖော်ထားပါတယ်slide ရဲ့တစ်ဖက်မှာဆိုရင်တော့ main character ဖြစ်တဲ့ဟိုမှာဂျုံမိုထဲကိုဝင်တဲ့အပုံကိုဖော်ထားပါတယ်။တရားတာကတော့ဒီ slide ကိုကြည့်လိုက်တာနဲ့ဒီ memes man တန်းကိုသိမှာပါ။အဲ့လောက်ထိကို unique ဖြစ်ပါတယ်။ဒီ slide ကိုစီးနေရဆိုရင်တာမန် slide ခုကိုစီးနေရနဲ့မတူဘဲနဲ့ memes ကကြတစ်ခုကိုခံစားရမှာပါ။သင်ဆိုရင်ရော slide ကိုရွေးမလား sneaker ကိုရွေးမလား။နောက်ထပ်ဘယ် sneaker အကြောင်းတွေပြောရမလဲဆိုတာကိုလည်း comment မှာသွားပေးလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။